မိတ်ဆွေတင်ဟာဗုဒ္ဓဘာသာတယောက်ဆိုရင်ဒီဇလန်းလေးကိုနားထောင်သွားစေချင်ပါတယ်။အရှင်ဝက်ကလိဇလန်းဗုဒ္ဓခေတ်ဇေတဝန်ကျောင်းတော်မှစတင်သည်။အစပြုခြင်းတန်ရောစဉ်ဤမြစ်ဖျားအရှင်ဝက်ကလိသည်မြတ်စွာဘုရားအားအလွန်တက်မှတ်သောယဟန်ဖြစ်သည်။သူ၏စိတ်တွင်ဘုရားရှင်၏ကိုယ်တော်မြတ်ကိုမျက်ဝါးထင်ထင်မြင်နေရမှသာစိတ်ချမ်းသာသည်။နေ့စဉ်ဘုရားရှင်လှည့်လည်တော်မူသည့်နေရာတိုင်းသို့လိုက်၍ကစားသည်။မြတ်စွာဘုရားကဤတန်ရောစဉ်ကိုသိမြင်တော်မူပြီးဝက်ကလိအားတတိပေးခဲ့သည်ဝက်ကလိငါ့ကိုမြင်ခြင်းဖြင့်မင်းစိတ်မငြိမ်းစေနှင့်ဓမ္မကိုမြင်မှသာလွတ်မြောက်မည်သို့သောဝက်ကလိသည်ဤတရားကိုနားမလည်သေးဘဲဘုရားရှင်နှင့်ခွဲခွာရမည်ကိုကြောက်လန့်နေခဲ့သည်အကြောင်းအရာခွဲခွာခြင်းနှင့်စမ်းသပ်မှုတစ်နေ့တွင်မြတ်စွာဘုရားသည်ဝက်ကလိဆွဲလန်းမှုကိုဖြေလျှော့ရန်ဇေတဝန်မှကြွသွားတော်မူသည်ဝက်ကလိမှာဘုရားရှင်ကိုမမြင်ရတော့သည့်အတွက်စိတ်ဒုက္ခရောက်ကဝမ်းနည်းငိုကြွေးသည်ထို့နောက်မိမိကိုယ်ကိုအဆုံးစီရင်ရန်စဉ်းစားမိသည်သူသည်ဇေတဝန်ကျောင်းရှိ၆ကမ်းပါးသို့သွားပြီးခုံချမည်ဟုကြံစီသည်ထိုအခိုက်မြတ်စွာဘုရား၏မေတ္တာတော်သည်ဝက်ကလိထံသို့ရောက်လာသည်ဘုရားရှင်ကစိတ်ဖြင့်သူ့အားဤသို့မိန့်တော်မူသည်ဝက်ကလိဤကိုယ်ခန္ဓာသည်မြေမှုန့်နှင့်တူ၏မြဲမြံမှုမရှိငါသည်ဓမ္မနှင့်တူသည်ဓမ္မကိုမြင်လျင်ငါကိုမြင်သည်ဤစကားတော်ကိုကြားသည်နှင့်ဝက်ကလိ၏စိတ်တွင်ဉာဏ်လင်းပွင့်လာသည်သူသည်၆ကမ်းပါးမှပြန်လှည့်ကာတစ်ပင်အောက်၌တရားအားထုတ်သည်ကိုယ်ခန္ဓာ၏မမြဲခြင်းကိုဆင်ခြင်ပြီးဝိပဿနာရှုမြင်သည်နောက်ဆုံးတွင်သစ္စာလေးပါးကိုသိမြင်ကာယဟန္တာဖြစ်တော်မူသည်အရှင်ဝက်ကလိသည်ဖျားရှင်၏ကိုထင်ပြမှုမလိုဘဲဓမ္မကိုနှက်ဆိုင်စွာနားလည်သွားသည်သူ၏ဇလံသည်ဗုဒ္ဓအဆုံးအမကိုဆွဲကင်ခြင်း၏အရေးပါမှုကိုသင်ခန်းစာပေးသည်မြတ်စွာဘုရားကိုမြင်ခြင်းလျင်တရားကိုကြည်တရားကိုမြင်လျင်မြတ်စွာဘုရားကိုမြင်မည်ဖြစ်သည်ဤဇလံသည်တန်ရောစဉ်မှလွတ်မြောက်ပြီးဓမ္မကိုအမှန်တကယ်နားလည်ခြင်း၏အရေးသွေးကိုဖော်ကျူးသည်ဇလံလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်အကောက်လေးအပ်ပြီးအသေးလေးတွေပေးသွားကြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ